သုံးလို့ရပါတယ်ကျွန်တော်ဒီမှာလက်ဆောင်ကဏ္ဍလေးတွေအခွင့်အရေးအတွက်ကဏ္ဍလေးတွေနော်နောက်ကကျွန်တော်တို့ဘိုးလူမကျော်စိုးရမယ့်ကဏ္ဍလေးတွေနော်အဲ့ဒါကျွန်တော်ဒီညအဲ့တော့မနက်ပိုင်းကျတော့ live လွှင့်ရင်ကိုရီမတွေအားလုံးလည်းမအားမလက်ဖြစ်မှာဆိုလို့နော်မအားမလက်ဖြစ်မှာဆိုအဲ့တော့ကျွန်တော်ဒီမှာ live လေးတွေမှာအားလုံးပဲကျွန်တော်တင်ပေးစရာလေးတွေကိုရီမတွေအားလုံးပေးချင်တာလေးတွေအားလုံးပဲရွေးချယ်ပြီးတော့တင်ပေးချင်လို့ပါနော်မင်္ဂလာပါညီလေးရဲ့မင်္ဂလာပါအေးဆေးပဲတော့အဆင်ပြေတဲ့သူတွေမှာကြည့်လို့ရပါတယ်เนาะပြီးတော့မှ like ပြီးတော့မှလည်းဝင်ကြည့်လို့ရတယ်เนาะဒါကျွန်တော်ရဲ့ကိုရီမတွေအားလုံးပဲเนาะဂျာမို့လဲကျွန်တော် like ထဲမှာကျွန်တော်နဲ့ဒါနည်းနည်းလေးเนาะဟိုအဆင်ပြေမယ်ဆိုရင်လည်းကြည့်ပေးပါ like လေးပါပြပြအစအဆုံးပေါ့เนาะအဲ့တော့ဗာပဲဒီ like လေးကိုကြည့်လိုက်ပါเนาะဒီ like လေးကိုကြည့်တော့ကိုရီမတွေအားလုံးအတွက်เนาะဒီမှာအဆင်ပြေမဲ့အားတွေပဲကျွန်တော်တီးတဲ့ထုတ်ပေးရတယ်เนาะအဆင်ပြေမဲ့အားတွေပဲတီးတဲ့ထုတ်ပေးရတယ်ဗျာဗာပဲကျွန်တော် like ကိုကြည့်ရတဲ့သူတွေအားလုံးပဲလုံးဝเนาะဗာပဲပြပြအဆင်ပြေအောင်နော်အကောင်းဆုံးလေးဖြစ်အောင်နော်အကောင်းဆုံးလေးပဲဆိုပေးရတယ်မင်္ဂလာပါညီလေးရေမင်္ဂလာတိုက်တဲ့အချိန်လေးညီလေးအားပေးပါတယ်ဟုတ်ကဲ့ပါ